မင်္ဂလာပါဂလုတ်ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ also ကနေပြီးအသစ်ထွက်ရှိထားတဲ့ gaming laptop series တစ်ခုဖြစ်တဲ့ also TUF A15 gaming laptop အကြောင်းလေးကိုမိတ်ဆက်ပြပြပေးချင်ပါတယ်ခင်ဗျာအဆုံးထိနိုင်စင်ဖို့အတွက်လည်းဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာဒီ laptop လေးရဆိုရင် gaming laptop လို့ပြောရဲဆိုပေမဲ့လည်း game software တွေတခုတည်းမဟုတ်ဘဲနဲ့ video editing 3D rendering နဲ့ engineering software တွေပါအထက်ငေါ့မရှိပဲချောချောမောမောနဲ့အသုံးပြုလို့ရမှာဖြစ်တယ်လို့ကျောင်းသူကျောင်းသားတွေမှာက professional သမားတွေအတွက်ပါအထူးကိုသင်လွယ်တာဖြစ်ပါတယ်CPU ဘိုင်းမှာဆိုရင်လည်း high performance processor တစ်ခုဖြစ်တဲ့ AMD Ryzen 7 7435HS ကိုအသုံးပြုပေးထားပြီး 8-core 16 thread အသုံးပြုထားပေးတဲ့အတွက်ကြောင့်အလုံးလုံးတဲ့အခါဖြစ်စီ game ဆော့တဲ့အခါဖြစ်စီအလုံးလုံးမြန်ဆန်သွားလက်စေပါတယ်။ graphic ကမှာဆိုရင်လည်း Nvidia GeForce RTX 3050 GPU ပါဝင်တဲ့အတွက်ကြောင့်လက်ရှိနာမည်ကြီးနေတဲ့ game တွေကို high setting အနေနဲ့ချိန်ကြီးဆော့လို့ရတဲ့အပြင် DLSS နည်းပညာပါဝင်တဲ့အတွက်ကြောင့်ပုံရိပ်တွေကိုပုံမကြည့်လင်တောက်ပါစေမှာဖြစ်ပါတယ်။ RAM ဘိုင်းမှာဆိုရင်လည်း DDR5 RAM 16ကိုအသုံးပြုပေးထားပြီး 1TB PCIe Generation 4 SSD ကိုပေါင်းစပ်ပေးထားတဲ့အတွက်ကြောင့် Windows တက်တာ game လုပ်တာတွေဘိုင်းမှာလည်းစက္ကန့်ပိုင်းလေးပဲအချိန်ပေးရတော့မှာပါ။ Storage လိုအပ်ချက်အနေနဲ့လည်း 1TB supporting ပေးထားတဲ့အတွက်ကြောင့်မိမိတို့ရဲ့ data တွေကိုစိတ်တိုင်းကြထည့်သွင်းအသုံးပြုနိုင်ပါတယ်။ display ဘိုင်းမှာဆိုရင်လည်း 15.6 Full HD display ပါဝင်ပြီး 144Hz refresh rate ပါဝင်တဲ့အတွက်ကြောင့်လှူရှားမှုရှိတဲ့မြင်ကွင်းတွေသာမက animation effect တွေကိုလည်းအထက်ငေါ့မရှိဝေဝါးခြင်းမရှိဘဲနဲ့ကြည်ကြည်လင်လင် sport ဖြစ်စွာကြည့်ရှုနိုင်တာဖြစ်ပါတယ်။ Adaptive Sync နည်းပညာပါဝင်တဲ့အတွက်ကြောင့် screen tearing ဖြစ်တာတွေကာကွယ်ပေးထားတာဖြစ်ပါတယ်။နောက်တစ်ခုက TF series ရဲ့ထုံးစံတိုင်းခံနိုင်ရှိအောင်တိစောက်ထားတာဖြစ်တဲ့ကြောင့်ပြုတ်ကျတာတုံခါတာအပူချိန်ကြောင်းလန့်မှုတံတွေလည်းကောင်းကောင်းခံနိုင်ရှိပါတယ်။ Superior Cooling System တစ်ခုဖြစ်တဲ့ Ad-Pro Fan နဲ့ Heat Pipe 5 ခုအထိပါဝင်တဲ့အတွက်ကြောင့်အချိန်ကြာကြာအသုံးပြုရင်တော့မှအပူချိန်ကိုထိထိရောက်ရောက်ထိန်းချုပ်ပေးနိုင်ရရှိပါတယ်။ကဲဒါဆိုရင် performance ဘိုင်းမှာရုပ်ထွက်ဘိုင်းမှာပါအပြစ်ပြောစရာမရှိအောင်အထူးကောင်းမွန်တဲ့ ASUS TUF A15 gaming laptop လေးရဆိုရင် game ဆော့ရုံသာမက professional သမားကြီးဖြစ်ဆရာဆရာမကျောင်းသူကျောင်းသားတွေပဲဖြစ်ဖြစ်နေ့စဉ်သူကတကူတကား personally ကသုံးတာပဲဖြစ်ဖြစ်အထူးသင့်လွယ်မဲ့ laptop လေးတစ်လုံးပဲဖြစ်ပါတယ်။စိတ်ပါဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုပါကလည်း Glow IDS Smart Electronic Showroom မှာလာရောက်ဝယ်ယူဖို့အတွက်လည်းဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။